ဒီနွားမဟာအင်္ဂအတွက်ဟင်းသီးဟင်းရလာဝရပါတယ်ပြီးတော့ဘသူမှမမြင်အောင်အသီးအနှံတွေကိုအိတ်ထဲထည့်လိုက်ပါတယ်အဲ့အချိန်မှာကျွဲပေါက်လေးဟာမြင်သွားပြီးသူ့အဖေကိုအကုန်သွားပြောလိုက်ပါတယ်ပြီးတော့ကျွဲဟာစိတ်တူပြီးနွားမကိုအော်ဟောက်ပေါက်တယ်နွားမကလည်းအလွန်ငိုပါတယ်အသားကိုမြင်တော့ကျွဲလေးဟာဖြော်နေပါတယ်အဲ့အချိန်မှာနွားဟာရောက်လာပြီးနွားမကိုအိမ်ပြန်လွတ်လိုက်ပါတယ်ပြီးတော့ကျွဲပေါက်လေးကိုအော်ဟောက်ပါတယ်နွားမကတော့အိမ်ကိုသွားပါတယ်ထို့နောက်ကျွဲလေးဟာတော့ကိုလူယူပြီးသူ့နောက်ကိုသွားပါတယ်။နွားမကတကားကိုဖွင့်ပြီးအထဲဝင်သွားတယ်။ကျွဲလေးကတကားကိုရိုက်ချိုးလိုက်ပါတယ်။အထဲကိုရောက်တော့ကျွဲဟာနွားလေးဖျားနေတာမြင်ပြီးအလွန်ဝဲနေသွားပါတယ်။ပြီးတော့သူ့အိမ်ကိုသွားပြီးရေခဲတက်တာတွေကနေအစားအသောက်တွေကိုယူပြီးနွားလေးအိမ်ကိုသွားပါတယ်။နွားမကအတာကိုမြင်ပြီးအံ့ဩသွားပါတယ်။ထို့နောက်အစားအစာတွေပေးလိုက်ပါတယ်။ပြီးတော့သူတို့၃ယောက်စလုံးအတူတူစားတောက်ကြပါတယ်။